ဖျားခင်ဒီတင်တို့နှင့်ရှိပါစေကိုရောရဲ့ဝိညာဉ်နဲ့လည်းရှိပါစေရှင်မာကုရေးထားသောကျမ်းမှနှုတ်သောစကားသည်အိုဖျားခင်ကိုရောရှင်အားဂုဏတော်ရှိပါစေကိုရောသည်တရားစရာသူတဖန်ကြွဝင်တော်မူ၏ထိုနေရာ၌လက်တစ်ဖက်သေးနေသောသူတယောက်ရှိသည်ထိုအခါသူတို့သည်ကိုရောကိုအပြစ်တင်ဆွဆွဲအံ့သောငါဥပုံနေ၌ကိုရောသည်ထိုသူကိုပျောက်ကင်းစေမည်လောဟုစောင့်ကြည့်နေကြသည်ကိုရောသည်လည်းလက်တစ်ဖက်သေးသောသူအားရှေ့သို့လာတော်ဟုမိန့်တော်မူ၏ထို့နောက်ကိုရောကဥပုံနေ၌ကောင်းမှုကိုပြုအပ်သလောသို့မဟုတ်မကောင်းမှုကိုပြုအပ်သလောလူအသက်ကိုကယ်အပ်သလောသို့မဟုတ်တတ်အပ်သလောဟုသူတို့အားမေးတော်မူ၏သူတို့မူကားတိတ်ဆိတ်စွာနေကြ၏ထိုအခါကိုရောသည်သူတို့ကိုအမျက်ဒေါသဖြင့်လှည့်ကြည့်တော်မူ၏ထိုသူတို့၏စိတ်နှလုံးခိုင်မာခြင်းကြောင့်ကိုရောသည်ဝမ်းနည်းတော်မူ၍လက်တစ်ဖက်တည်သောသူအားသင်၏လက်ကိုဆန့်တော်ဟုမိန့်တော်မူ၏ထိုသူသည်လည်းလက်ကိုဆန့်လိုက်သောအခါသူ၏လက်သည်အကောင်းပဂရိအတိုင်းပြန်ဖြစ်သွားလေသည်ဖာရိဇေတို့သည်လည်းထွက်သွားကြပြီးလျှင်ကိုရောကိုမြေကဲ့သို့လုတ်ကြံရမည်အကြောင်းဟေရု၏လူများနှင့်ချက်ချင်းတိုင်ပင်ကြ၏ဘုရားသခင်ဧဝံဂေလိနှုတ်ကပတ်တော်ပေသည်။အိုခရစ်တော်သခင်ကိုရောရှင်အားချီးမွမ်းထောက်လာရှိပါစေ။ဒီနေ့ဖတ်ရတဲ့ပထမကျမ်းစာမှာဒါဝိမင်းဟာဖိလိစတင်းစစ်တပ်ကဂေါလိယဆိုတဲ့လူသားကြီးကိုအနိုင်ယူသွားတယ်ဆိုတာကိုတို့ဖတ်ရပါတယ်။အဲ့ဒီလူအစွမ်းစားတွေနဲ့လက်နက်တွေနဲ့အားကိုးပြီးတော့ဒီဂေါလိယကလာတယ်။ဂေါလိယကသူ့ကလူရဲ့အစွမ်းစားခွန်အားကြီးတဲ့သူဖြစ်တယ်။နောက်မှလည်းခေါင်းမှလည်းတန်အုပ်ထုပ်ဆောင်းထားတယ်။ရင်ဘတ်မှလည်း6ဝိတ္တဇာလို့ခေါ်တယ်နော်။အဲ့ဒီစစ်သားတွေဝတ်တဲ့ဟာအဲ့ဒါရည်နဲ့အကုန်အပြည့်စုံနဲ့လက်နက်နဲ့လူအစွမ်းစားတွေနဲ့ဒီတယောက်ချင်းချမယ်ဆိုပြီးတော့လာတယ်။ဣသရေလလူတွေရဲ့ဘက်ကလည်းတယောက်မှလည်းမရင်ဆိုင်ရဲဘူး။အဲ့ဒါနဲ့ဣသရေလလူမျိုးတွေမင်းတို့ကိုယ်ဝတ်တဲ့ဖရာအလကားပဲမင်းတို့အကုန်လုံးကြောက်လိုက်ကြတာဆိုပြီးတော့ပြောတာကိုကဲ့ရဲ့တာကိုဒါဝိဒ်ကမခံနိုင်ဘူးအဲ့တော့ဘုရားသခင်ရဲ့တကူတော်ကိုသိစေရမယ်ဆိုပြီးတော့ဒါဝိဒ်ကတယောက်ချင်းသွားပြီးတော့ချတယ်တယောက်ချင်းသွားချမယ်ဆိုတဲ့အတွက်ကြောင့်ဒါဝိဒ်ကိုချက်ဝိတ္တဇာတွေတို့ဓာတို့တန်ခမောက်အုတ်ထုတ်တို့ဘာလို့အဲ့ဒါတွေပြီးပြီမဲ့လေဒါဝိဒ်ကဓာတွေကိုအာမကိုမယူဘူးသူကဘာနဲ့ချမလဲဒီဘုရားသခင်နာမတော်နဲ့ဘုရားသခင်တကူအစွမ်းဟာသူတို့ရဲ့လူအစွမ်းစားတွေထက်တာတယ်ဆိုတာကိုဘုရားသခင်ကိုအားကိုးယုံကြည်ပြီးတော့သွားပြီးတော့တိုက်တယ်ဆိုတော့တွေ့ရပါတယ်။ဒါကဘုရားသခင်နာမနဲ့လာတယ်။မင်းကတော့ချက်ဝိတ္တဇာတွေနဲ့ခြေတော်မှာလည်းတန်တွေနဲ့ဓာတွေနဲ့လှန်တွေနဲ့လူအစွမ်းစားနဲ့လာပြီးမယ်လေ။ငါကတော့ဘုရားသခင်နာမနဲ့ဘုရားသခင်နာမနဲ့ဘုရားသခင်ကိုယ်နဲ့လာတယ်။ဒီနေ့မင်းကြာဆုံးသွားလိမ့်မယ်ဆိုပြီးတော့သူကဆိုလိုက်တယ်။အဲကြောင့်အဲ့ဒီလူတန်ကြီးကိုဒါဝိဒ်ကသူ့ကြောင့်နေကြလောက်တွဲတဲ့ပြည့်လိုက်တဲ့ခါမှာတခါလေလူတန်ကြီးဟာဝူမေးပြီးတော့လဲသွားမှပဲသူ့ကိုဓာတ်နဲ့သူ့ဓာတ်နဲ့သူ့ကိုပြန်ပြီးတော့ခုတ်လိုက်တယ်ခေါင်းဖြတ်လိုက်တယ်အဲ့ဒါနဲ့ဘုရားသခင်ကိုစော်ကားတဲ့ဖိလိစတင်းတပ်ဟာဆိုရင်ကစင်ကလျားနဲ့ကြောက်ပြီးတော့ထွက်ပြေးရတယ်ဆိုပြီးတော့ဒါဝိဒ်ကအနိုင်ရသွားပါတယ်ကိုကိုမုန်းတဲ့သူကိုဘုရားသခင်နာမတော်နဲ့ပြန်လဲပြီးတော့ခြေပနိုင်ဒီနေ့ဘုန်းကြီးဖတ်တော်တဲ့ဧဝံဂေလိကျမ်းစာမှာလည်းပဲဖာရိဇေတွေကျမ်းစာဆရာတွေကသူသခင်သူ့ကိုဘလို့လွတ်ကြံမလဲပဲကြံစည်နေတာပဲသခင်သူ့ကိုမုန်းနေကြတယ်သခင်သူကကိုယ့်ကိုမုန်းတဲ့သူကိုဘလို့တုံ့ပြန်တယ်ဒီနေ့မှာဥပုံနေကြုံကြိုက်ပြန်ရောဥပုံနေမှာတရားစရာမှာထုံးတာတိုက်သခင်သူတရားဒေတာဟောပြောတဲ့အခါမှာလက်တစ်ဖက်တည်ရဲ့လူတယောက်ကိုတွေ့တယ်တဲ့လူကတော့ကြည့်နေကြတာပေါ့လက်တစ်ဖက်တည်ရဲ့လူကသခင်သူရှိမှဆိုတော့သခင်သူဘာများလုပ်မလို့ဥပုံနေမှာများဒီလိုဥပုံနေမှာများသူကတကိုးလုံးမှာလားကုသပေးဦးမှာလားဥပုံနေမှာကုသပေးတာဥပဒေကတားထားတာမလုပ်ရဘူးအဲ့ဒါပဲလုပ်မလားစောင့်ပြောင်းပြီးတော့စောင့်ကြည့်နေကြတယ်အပြည့်ပြောရအောင်လို့တကယ်သူကဥပုံနေဆိုဥပဒေဟိုပဲအမှုန်းတင်နေရဒါပေမဲ့ဖះကိုအမှုန်းမတင်ဘူးဖះကဘလို့သဘောထားလို့ဒီလူနာဘုံမှာဖះကဘလို့သဘောထားလို့ဖះတဲ့သဘောထားကောင်းစေခြင်းနဲ့အဲကြောင့်တခင်သူကလည်းအဲ့လူနာ
လက်ဖက်တည်ရဲ့လူကိုရှိခွဲခဲ့အားလုံးမြင်အောင်ကြည့်ကဲမင်းတို့ငါမေးမယ်မိဘကဒီလိုလေးပဲဥပုံနေမှာကောင်းတာလုပ်တဲ့သလားမကောင်းတာလုပ်တဲ့သလားဖြီးမလို့မိဘကလိုလိုလေးနော်ကောင်းတာလုပ်တဲ့သလားမကောင်းတာလုပ်တဲ့သလားဖြီးမလို့ဖြေတတ်တယ်သူတို့မဖြေကြဘူးဥပုံနေမှာလူအသက်ကိုကယ်အပ်သလားဒါမှမဟုတ်လေခြေဖြက်ပြီးတတ်အပ်သလားအဲ့မိဘကလိုလိုလေးလူအသက်ကိုကယ်ရမှာလို့တော့ကောင်းတာလုပ်ရမှာလို့မကလေးအစားသိတယ်ဒါပေမဲ့သူတို့မဖြေကြဘူးနော်အဲ့တော့ဘုရားသခင်ရဲ့ဥပဒေဆိုတာကလူတွေကောင်းကျိုးအတွက်ဖြစ်တယ်နော်အဲ့ကြောင့်ဘုရားသခင်စိတ်ကြီးသဘောထားကလူတွေကိုပြည့်စုံနေတယ်ကဲခြင်းနဲ့ကဲခြင်းနဲ့ဒါကြောင့်မို့မင်းတို့ကဟိုတခါတော့ကြားမဲ့တစ်ခုမှာတော့ပါတယ်မင်းတို့ဟာဥပုံနေမှာဆိုရင်ဘာမှမလုပ်အောင်လည်းပြောသေးတယ်မင်းတို့သိုးတွေနွားတွေစိတ်တွေကိုရေတိုက်ဖို့ကြတော့လှုပ်ပြီးတယ်နွားတိုင်းကနေတော့ခေါ်လိုက်ပြီးရေလာတိုက်ပြီးအဲ့ဒီအလုပ်တော့လုပ်သားပဲအခုဒီမဲ့အာဗြဟံရဲ့သမီးနော်ခါကိုင်းညာနှစ်ပေါင်း50ကျော်ပြီနှစ်ပေါင်း40ကျော်50ကျော်နှစ်ပေါင်းများစွာအခုဥပုံနေမှာမလို့မကူသေးဘူးဆိုပြစ်ထားတဲ့သလားနော်ကိုကလက်တစ်ဖက်တည်းရဲ့လူကိုလည်းမင်းတည်းရဲ့တိုင်းကနေလိုက်ကွာဒီဥပုံနေမလို့ငါမကူတော့ဘူးအဲ့ဒါဆိုတာမကောင်းတာလုပ်တဲ့လုပ်တာပေါ့မကောင်းတာလုပ်တာပေါ့ဒါဖာရီဇေဦးတွေကမကောင်းတာလုပ်ဖို့ပဲစိတ်ဝင်စားတယ်တခင်ပြောတော့ဗာလေကောင်းတာလုပ်ဖို့ပဲကောင်းတာလုပ်တယ်သူမားကိုတနာတယ်အဲ့လိုစိတ်ထားမွေးမြူခြင်းအပြင်ဘုရားနဲ့သင်တဲ့အတူတူရှိပါလေသင်ဘက်မှာဘုရားပါပါလေရန်သူတွေဘက်မှာဘုရားမပါဘူးအခုတော့မင်းတို့ရန်သူလူကြောက်နေတာကရန်သူတွေဘက်မှာဘုရားကိုပေးလိုက်တယ်လို့ပဲဟုတ်ဘုရားကသင်နဲ့ပါပါစေသင်ဘက်မှာဘုရားရှိပါစေဘုရားရှိတယ်ဆိုတာကိုယ်ဒီမှာကောင်းတာလုပ်တဲ့လားဆိုးတာလုပ်တဲ့လားဆိုတဲ့ဘေးကုန်ကောင်းတာလုပ်ခြင်းအပြင်ဘုရားကသင်ဘက်မှာပါပါစေသူများကိုတနာညတာခြင်းအပြင်သင်ဟာဘုရားနဲ့လက်တွဲပါစေအဲ့လိုလက်တွဲတယ်ဆိုရင်ရန်သူတွေအားလုံးကိုနိုင်နိုင်ပါလိမ့်မယ်